Trim times panina kung mokik law he subscribe nang maksang na ten subscribe nang maksang na jengon zong kong zon mo he tuni again ding chupen Ebella 13 ရက်နေ့မြန်မာတိဂရိ1389ခုမြန်မာရုပ်ရရင်ကျင်းမှုမဟာတကြံပွဲတော်လမ်းလျှောက်တကြံပွဲတော်ဖွင့်ပွဲအခမ်းအနားစတင်ကြောင်းကြီးညာအပ်ပါရရှင်စီစဉ်ရာခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးစောနိုင်ဦးကမြန်မာတိဂရိ1389ခုမြန်မာရိုးရာယဉ်ကျေးမှုမဟာတကြံပွဲတော်အဖွင့်အမှာစကားပြောကြားပြီးပါရန်ရင်းသားစွာတင်ပြအပ်ပါရရှင်ရာမစချောက်ဦးမြေဘတ်လာဆဒဝဲဒီနေ့ကျွန်တော်တို့ချက်ပြနေဒီကြီးကြီးမျိုးစကောလိုင်းရပ်ပွဲခြေကပညာတက်တန်းကြောင်းမကျင်းပပြုလုပ်တယ်ဓမ္မသစ်တစ်ခုရိုးရာအတန်ချံပွဲတော်ဒေမန်ကပုံပွဲခန္ဓာကိုတက်ရောက်လာကြတဲ့ကဲမြို့နယ်စင်ဌာနဆိုင်ရာကြီးကများရုံးမိလူပါများဘာသာရေးကောင်းဆောင်များဂျံပွဲတော်ကိုစိတ်ပါဝင်စားသွားဖြင့်ကြောက်ရောက်ချစ်ခင်အားပေးကြတဲ့အဲ့ဒီတော်များနဲ့မိဘပြည်သူများအားလုံးနေ့စဉ်ခုအခါသမယတွင်ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေကြောင်းဆုဝင်ကောင်းတော်၍သူစွာနှုတ်ဆက်တာလိုက်ပါတယ်ဒီကနေ့ချမ်းပါတဲ့ဓမ္မနှစ်တစ်ခုရိုးရာအတန်ကြံပွဲတော်ဟာဓမ္မတို့ရဲ့ဆရလရာသီပွဲတော်များထဲမှာကျေရှားဆုံးနဲ့ကြော်ကြားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်မေဟုချိန်ခါသမယမှာနှစ်ဟောင်းကုန်တွင်နှစ်တင်ဘူးသည်တကူလာတွင်ကျင်းပတော်ဓမ္မရိုးရာကြံပွဲတော်ပင်ဖြစ်ပါတယ်ဓမ္မတို့၏နှစ်တင်ခုမဟာကြံပွဲတော်သည်နှစ်တင်ခုထိမ့်မှတ်ပွဲတော်တတ်မဟုတ်ပဲစီလုံးခြင်းညီညွတ်ခြင်းအကုသိုလ်ကြီးခြင်းများကိုစီကြောခြင်းအသက်ကြီးရင်သူပုဂ္ဂိုလ်များအားကုသိုလ်ကြောခြင်းဥပုသ္တိလဆောက်တည်ခြင်းလူဒါနပြုခြင်းဓမ္မနိုင်ငံတစ်ခွင်လုံးလိုက်နေလေနေ့တခုအခါသမယရေချမ်းပွဲတစ်ပင်ကိုအေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိပါတယ်အချမ်းပွဲတော်ကိုဓမ္မနိုင်ငံတွင်သာမကခြားရှစ်တောင်အာရှနိုင်ငံများနဲ့တောင်အာရှနိုင်ငံများတွင်လည်းကျင်းပကြရာဓမ္မရိုးရာကြပါတယ်နေ့ဟောင်းကို၍နေ့တခုပြောင်းသည့်ကာလတွင်စိတ်တန်ရှင်းစေရန်ရည်ရွယ်၍ဒီလသမารီဆောက်တည်ကြရပြီးဘုရားနာတန်ရှင်းအောင်အောင်းလျှော်ရည်ချွေးဆောင်မှုကြောင့်သာဒီခုလိုကျင်းပနိုင်ခြင်းဖြစ်တယ်လို့စီလုံးချင်းသည့်အင်အားဆွေးနွေးရှိသည့်အတိုင်းခဏဆိုင်ရာများနှင့်ယုံကြည်ပြည်သူများရဲ့စီလုံးညီညွတ်စွာဆောင်ရွက်ကြတဲ့အတွက်ဒီခုလိုလက်လျှောက်နေကြအားအောင်မြင်စွာကျင်းပနိုင်ပြီးပြည်သူမိပြမှာရှာ၍နောက်လာမယ့်နေ့ရက်များတွင်လည်းနိုင်ငံအကျိုးတိုင်းပြည်အကျိုးလူမျိုးအကျိုးဒေသအကျိုးများအတွက်ဆက်လက်ပြီးပူးပေါင်းပါဝင်ပေးကြပါရန်မြစ်တာရက်ခံလိုပါတယ်မြို့မိမြို့ဖများဘာသာရေးကောင်းဆောင်များနဲ့ပြည်သူလူထုအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့နေ့ဟောင်းကအနှစ်ချေတွေကိုကြံရည်နဲ့အတူချေကျော်တန်းစင်ပြီးနေ့စဉ်မှာစိတ်သစ်လူသစ်နဲ့ကောင်းကျိုးလူရင်းစံတာများပြုဝါကြပါစေကြောင်းလူမှုစီးပွားဘဝများတိုးတက်အောင်မြင်မှုများရရှိပါစေကြောင်းဒီလိုမျိုးကြီးလဲအကျဉ်းလာမှုများနဲ့အတူမြို့နယ်ပြည်သူများကြမ်းမှချမ်းသာကြပါစေကြောင်းဆုတောင်းမြတ်တာပို့တော်လေးမိမိတို့ဒီရင်ခံတွင်ဒေသဖွံ့ဖြိုးရေးအတွက်နိုင်ငံတော်ဆိုရချင်းပြည်နယ်ဆိုရဖွဲ့နဲ့လက်တွဲပြီးကြာရကန့်လန့်တာကနေစီလုံးလုံးကြိုးပမ်းဆောင်ရွက်ကြပါစို့လို့တိုက်တွန်းရင်ဒီကိုချောရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ